မြင်းခွာသန်းနဲ့မြင်းဟီသန်းများတဲ့တဲ့ကြားရသည်တနေ့တာပင်ပန်းနွမ်းနယ်မှုကိုတခဏတာအပန်းတော်ပြေးစေဖို့အတွက်ကျွန်တော်များဝင်းသေးရုံတော်မင်္ဂလာကြီးမှာနေပွဲညပွဲတစ်နေ့တစ်ပွဲနဲ့တင်ဆက်ကပြသပေးမယ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ဖြင့်အိုဒီကုန်းမြို့ရဲ့လမ်းဟောင်းပေါ်မှာနင်းတွေဝေစေအပြားရောင်မိုင်းနဲ့မနှက်ခင်းမှာမြင်းခွာသန်းကိုစောင့်ခဲ့ကြမြင်းခွာသန်းတွေတဖြည်းဖြည်းနီးလာတယ်အတန်ကျဲစက်ကနေမြည်ဟီလာတဲ့ရုပ်ရှင်ချင်းတဲ့အဝကျဲကျဲဟွန်ကြီးကကဘာတစ်ခုကိုကြီးညာတယ်မြင်းရဲ့လက်ပင်မှာချိတ်ထားတဲ့ကောင်းလောင်းလေးတွေလှူရှားတိုင်းတင်တင်မြည်တဲ့အတန်ကตาရလုံးနဲ့ကျွန်တော်တို့လမ်းထိပ်မှာအသက်ရှူရက်ပြီးစောင့်နေခဲ့တာမြင်းလဲနောက်ကဖုံလုံးတွေကြားထဲမှာပျော်ရွှင်မှုတွေပါလာတယ်လက်ကန်းစာဆောင်တွေလေထဲမှာငှက်တွေလိုပြန်ဝဲလို့နေအောင်ချီကကလေးတွေရဲ့မျက်နှာပေါ်မှာဖြာကြတယ်ရောင်းဖြာကြတယ်ရောင်စုံစက်ကကူလေးတွေကိုဖမ်းဆုံနိုင်ဖို့အတွက်ကြောင်းမသွားခင်ရင်ခုန်တွေကမြေပြင်ပေါ်မှာပြေးလွှာလို့အဲဒီနေ့အတွက်အကောင်းဆုံးလက်ဆောင်ငါစက်ကူအပိုင်းစားပဲအခုတော့အိုးဒီကုန်းမျိုးရဲ့လမ်းတွေကကတ်တရားတွေခင်းလို့မြင်းခွာသန်းတွေလည်းတိတ်ဆိတ်သွားတာကြာခဲ့ပြီတိတ်ဆိတ်သွားခဲ့ပြီဝင်းယုံကြီးလဲဟောင်းနှွမ်းလို့တခြားຢာတွေစားထိုးခဲ့ဒါပေမဲ့စက်ကူဟောင်းလေးကိုဖမ်းဖို့ခုန်ခဲ့တဲ့အချိန်ဟုတ်ကျွန်တော်ရဲ့နှလုံးသားထဲမှာအခုထိပူနွေးနေတော့မယ်လက်ကန်းစာဆောင်တွေလေထဲမှာငှက်တွေလိုပြန်ဝဲလို့နေအောင်ချီကကလေးတွေရဲ့မျက်နှာပေါ်မှာဖြာကြတယ်ရောင်စုံစက်ကကူလေးတွေကိုဖမ်းဆုံနိုင်ဖို့အတွက်ကြောင်းမသွားခင်ရင်ခုန်တွေကမြေပြင်ပေါ်မှာပြေးလွှာလို့အဲဒီနေ့အတွက်ဒီမတန်ဆိုးဝါလာတာမညာတာဘယ်သူမှမထောက်တာတခိုးတမြတဲ့ဆိုးတဲ့ရန်သူဟာဤသဘူးတစ်ခွင်မှာရန်သူမီးကိုဆင်လဲတရပြူပါ